ပြော Hello အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ page စမန်ချန်ကြိုဆိုပါရစေဟုတ်ကဲ့ညီမတို့ကို customer တွေကအများနဲ့မေးတယ်ပန်းလေးတွေကိုရောင်းတဲ့အခါကျရင်8000နဲ့ညီမတို့ဒီနေ့6ရက်နေ့ကနေစပြီး12လပိုင်း6ရက်နေ့ကနေစပြီးတော့စိုက်အသေးလေးတွေကို8000တန်းနေစထားပါတယ်8000 1000 1000ခွဲ2000 2000ခွဲပါရှင်ဟုတ်ကဲ့2000ခွဲတန်းတော့တို့သမီးတွေကိုယ့်အကိုလုံးဝ selection လုံးဝလိုချင်တဲ့လူတွေအတွက်လုပ်ပေးထားတာပါဒီလိုမျိုးခက်ကလေးတွေနည်းနည်းပြပေးခြင်းလို့ပါဟုတ်ကဲ့ဈေးရန်လေးနဲ့ညီမတို့အမြဲတမ်းမေးတယ်ဘယ်နဲ့လက်မဆိုဘယ်လောက်ပမာဏရှိလဲဆိုတာကိုတစ်ချက်လောက်ပြပေးခြင်းလို့ပါဒါတွေဆိုညီမတို့ခြံမှာဆိုရင်အခက်ရှည်တွေပါရှင်ဒီဟာတွေဆိုရင်ရှိတယ်ဆိုရင်ဒါ8လက်မခွဲလောက်ကိုရှိပါတယ်ဒါဆိုအခက်ရှည်စိုက်ပါရှင်ဒါဆို2000တန်ထဲမှာ2000ခွဲထဲမှာပါပါတယ်ဒါကတော့အခက်ရှည်စိုက်တွေပါဒီလိုမျိုးအခက်ရှည်စိုက်တွေပါရှင်ဟုတ်ကဲ့ဒီမှာဆိုရင်ဒါဆိုရင်အလက်ဆိုင်ပါရှင်ဒါတွေဆိုအလက်ဆိုင်ဒါဆိုညီမတို့ရောင်းနေတဲ့1000ခွဲ1000တန်နေဆိုတာဒီ site မျိုးစားတွေပါရှင်ဟုတ်ကဲ့ဒါလေးတွေကတော့အငယ် site ပါဒါလေးတွေတော့8000တန်ပါဟုတ်ကဲ့ဒါတွေကိုလူတွေကညီမတို့ကအခက်လိုက်ဝယ်ခြင်းလဲရပါတယ် customer တွေကတကယ်လို့အခက်လိုက်ဝယ်ခြင်းနဲ့ခက်လိုက်အားပေးခြင်းနဲ့ဆိုရင်လည်းကိုယ်စိတ်ကြိုက်အခက်ရည်အတွက်ကိုဝယ်လို့ရပါတယ်ရှင်ဒါမှမဟုတ်ဘဲနဲ့ညီမတို့ခုရောင်းတဲ့တပန်စာပေါ့နော်တပန်စာဆိုရင်ညီမတို့က3သိန်းတန်မှာတပန်စာဘယ်လောက်ပါလဲဆိုရင်ညီမတို့က3သိန်းတန်မှာဆိုရင်ဒီလိုမျိုးအခက်လက်ရဲ့အခက်သေးရဲ့အခက်ကြီးကတော့တစ်ခက်လောက်ပဲပါပါတယ်အဓိကတော့ပန်တဲ့လူတွေကဒဇင်ပန်းကိုအမြဲတမ်းပန်ဖြစ်နေအောင်လို့ညီမတို့ကအဓိကရောင်းပေးတာမျိုးဖြစ်ပါတယ်ရှင်အဲ့လိုမျိုးပန်တဲ့ဟာမျိုးဝယ်တဲ့လူကပို့ပြီးတော့တန်ပါတယ်ဒါမှမဟုတ်ကိုကမလိုချင်ဘူး selection ပဲလိုချင်တယ်ဆိုလဲ selection တွေနဲ့အားပေးနိုင်ပါတယ်ညီမတို့ကခု3သိန်းတန်မှာဆိုရင်ညီမတို့ကအလက်ရဲ့အကြီးတဲ့အရွယ်လောက်ထိပါပါတယ်ဒါကို12ခက်13ခက်ထိထည့်ပေးထားပါတယ်3သိန်းခွဲမှာဆိုရင်ဒီလိုမျိုးအကြီးတစ်ခက်ပါပါမယ်ပြီးတဲ့အခါကျရင်အလက်ရဲ့အသေးရဲ့ရောထားပါတယ်2သိန်းတန်မှာဆိုရင်တော့ညီမတို့ကဒီလိုမျိုးအခက်ရှည်9ခက်10ခက်ထိပါပါတယ်ကျန်တာတော့အလက်နဲ့ရောပေးပါတယ်ညီမတို့ကြီးညာထားတဲ့အပြင်ကိုညီမတို့အပိုပေးတာကတော့သစင်ပိုင်းရဲ့ထွက်နှုံးပေါ်မှာကောအမြဲတမ်းဝယ်တဲ့ customer တွေအမြဲတမ်းလှနေစေခြင်းနဲ့စိတ်ကြောင့်လည်းညီမတို့ကအပိုပေးပါတယ်ရှင်ဟုတ်ကဲ့ညီမတို့မှာဒီခြံကဒီ12လပိုင်းအတွင်းမှာတော့ပန်းကလိုတလောက်ထိအပြည့်ရနိုင်ပါတယ်ညီမတို့2လပိုင်းဖွဲတွေအတွက် order ကိုတော့လက်ခံထားခြင်းမရှိသေးပါဘူးရှင်ပန်းရည်အတွက်ဘယ်လောက်ရှိမှန်းလည်းမသိလို့ပါညီမတို့ဒီနှစ်ကိုညီမတို့ခြံကအကောင်းဆုံးပေးနိုင်တဲ့ဝန်ဆောင်မှုကတော့ပန်းသားကိုဖွေးနေစေရပါမယ်ပြီးတော့လာယူတဲ့အခါမှာ customer ကတခါတည်းဖွင့်ကြည့်လို့လည်းရပါတယ်ပန်းသားဖွေးစေရမယ်ပန်းလည်းလက်ဆက်တဲ့ပန်းကိုပဲညီမတို့ make up ပြင်မဲ့အချိန်ထက်စောပြီးတော့ကိုလိုချင်တဲ့အချိန်ကိုညီမတို့ကပန်းကိုဖြတ်ပေးတာဖြစ်တဲ့အတွက်ပန်းကလည်းလက်ဆက်စေရပါမယ်တခုတော့ request လုပ်ပြရစေရှင်ဟုတ်ကဲ့နယ်ဝေးတွေပို့ချင်တဲ့ customer တွေကညီမတို့ကိုကြိုပြောပါအဲ့ဒီခါကျမှညီမတို့ကဒီပန်းတွေကိုနယ်ဝေးပို့တာနဲ့ဒီ make up ပြင်ဆိုင်ကိုပို့ပေးတာနဲ့လာယူတဲ့ customer တွေကိုစီစဉ်ပေးတဲ့ပုံစံချင်းမတူပါဘူးရှင်နယ်ဝေးကိုပို့တဲ့အခါကျရင်ညီမတို့ကနယ်ဝေးအတွက်ကိုသေးချာထုတ်ပေးပြီးတော့ထုတ်ပိုးမှုတွေကိုသေးချာလုပ်ပေးရပါတယ်ဟုတ်ကဲ့ပါရှင်ဒါတွေဆိုရင်ညီမတို့ခေါင်ကက်အရှယ်ကြီးတွေပါရှင်ပန်းသားတော့ဒီလိုမျိုးလေးပါဒါဆိုရင်အဖူးလေးတွေကပွင့်တော့မပွင့်သေးပါဘူးဒီပုံစံမျိုးလေးတွေပါရှင်ဟုတ်ကဲ့ညီမတို့ချစ်တဲ့ customer တွေကညီမတို့ကိုအမြဲတမ်းမေးပါတယ်ဒီ channel ကိုဝင်ရောက်ပြီးတော့ပန်းလေးတွေခူးလို့ရလားဆိုဟုတ်ကဲ့ပါရှင်ညီမတို့ရဲ့အားနည်းချက်ပဲဆိုပါတော့ညီမတို့ channel ကပန်းဆိုင်ထားတဲ့ပုံစံကတော်တော်ကြီးစိတ်တက်ထမ်းမှလည်းပါပါတယ်နေရအခက်ခဲကြောင့်ပါကောပြီးတဲ့ခါကျရင်ညီမနဲ့ညီမအမျိုးသားကဒီအချိန်မှာအမြဲတမ်းမရှိတဲ့အတွက်ပန်းလာကြည့်ရဲ့ဧည့်သည်တွေကိုအမြဲတမ်းမပြပေးနိုင်တဲ့အတွက်လည်းညီမတို့ဒီ channel ကိုပေးမဝင်ခြင်းဖြစ်ပါတယ်ရှင်ဒါပေမဲ့ညီမတို့ကိုပန်းလာယူတဲ့အခါမှာ3သိန်းတန်ပဲဖြစ်ဖြစ်3သိန်းခွဲတန်ပဲဖြစ်ဖြစ်အခက်ရည်ဘယ်နှခက်ဖြစ်ဖြစ်ညီမတို့ပန်းလာယူတဲ့အချိန်မှာစစ်ကြည့်လိုက်တဲ့အခါကိုမလိုချင်တဲ့ပမာဏတကယ်လို့ပန်းနှိုးတာတွေပါမယ်မကြိုက်တဲ့ပန်းခက်ပုံစံမျိုးတွေပါမယ်ဆိုရင်ညီမတို့အာမနာတန်းပြောလို့ရပါတယ်ညီမတို့ဘက်ကလုံးဝအပြည့်အဝတာဝန်ယူပြီးတော့ပန်းကိုတန်လဲတန်စေရမယ်ပန်းနဲ့လူလှလဲလှစေရမယ်လက်ဆက်တဲ့ပန်းမျိုးကိုညီမတို့ဒီနှစ်ဘေးစင်ပန်းချန်ကအကောင်းဆုံးဝန်ဆောင်မှုအနေနဲ့လုပ်ပေးထားပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ